ဒီနေ့ကျွန်တော်တဘာဝတရားကပေးတဲ့အလှပဆုံးနဲ့အနက်ရှိုင်းဆုံးသင်ခန်းစာတစ်ခုအကြောင်းပြောပြချင်ပါတယ်။အဲ့ဒါကတော့ပြေဝပြီးညှို့ကျနေတဲ့စပားနံလေးတွေစီကသင်ခန်းစာပါပဲ။ရိတ်သိမ်းချိန်နီးလို့ရွှေဝါရောင်လိုင်းထနေတဲ့စပားခင်းကြီးကိုကြည့်လိုက်ရင်အနှစ်သာရပြေဝခြင်းရဲ့လက္ခဏာကိုအထင်ရှားမြင်တွေ့နိုင်ပါတယ်။ဒီမှာကြည့်ပါ။စပားနံတွေဟာပြေဝလာလေးလေးညှို့ကျလာလေးလေးပါပဲ။သူတို့ရဲ့ကောင်းကိုမော့ပြီးမန်တက်မနေပဲသူတို့ရဲ့အနှစ်သာရကိုမြေကြီးစီကိုပဲပေးဆက်ဖို့အစဉ်သင့်ပြင်ထားကြတာပါစပားနံတွေကကျွန်တော်တို့ကိုဘာတင်ပေးလဲဆိုရင်ပြေဝခြင်းဟာတည်ငြိမ်ခြင်းကိုပေးပြီးမမာနကင်းဝေးစေတယ်ဆိုတာပါပဲစပားနံငယ်လေးတွေဟာမမာနကြီးပြီးမောနေတတ်ပေမဲ့အထဲမှာဘာမှမရှိပါဘူးပြေဝတဲ့စပားနံလေးတွေဟာတိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲကြီးထွားလာကြတာပါသူတို့ရဲ့တန်ဖိုးဟာအော်ဟစ်နေစရာမလိုပဲသူတို့ရဲ့အနှစ်သာရနဲ့တင်ပေါ်လွင်နေတာပါသူတို့ဟာမိုးရွာရင်လဲကြမ်းကြမ်းခံလေတိုက်ရင်လဲပြိုလဲမသွားပဲသူတို့ရဲ့အနှစ်သာရကိုကာကွယ်ပြီးပြည်သူတွေရဲ့စားနပ်ရိက္ခာဖြစ်ပြောင်းလဲပေးဖို့စောင့်ဆိုင်းနေကြတာပါတကယ်တန်မိုးရှိတဲ့အနှစ်သာရဆိုတာစပားနံလေးတွေလိုပဲမမာနကင်းကင်းနဲ့နှိမ့်ချစွာပေးဆက်ခြင်းမှာတည်ရှိတာပါလူတွေလည်းအသိပညာဗဟုသုတတွေနဲ့ပြည့်စုံလာလေလေပို့ပြီးနှိမ့်ချတက်လာလေလေဖြစ်တင်ပါတယ်နောက်ဆုံးမှာတော့ဒီပြေးဝတဲ့စပားနံလေးတွေဟာလူသားတွေရဲ့အသက်ဆက်ဖို့လိုအပ်တဲ့ဟာရအဖြစ်ပြောင်းလဲသွားကြတာပါကမ္ဘာအဆင့်မီစပားစိုက်ပျိုးရေးနဲ့ကာကွယ်စောင့်ရှောက်မှုတွေကြောင့်စပားနံလေးတွေရဲ့အနှစ်သာရကိုအပြည့်အဝထိန်းသိမ်းနိုင်ဖို့မျှော်လင့်ချက်ရှိနေပါတယ်ခင်ဗျာတဘာဝတရားကပေးတဲ့ဒီသင်ခန်းစာလေးကိုသင်ရောဘယ်လိုထင်လဲဟင်ကျွန်တော်နဲ့အတူတဘာဝတရားရဲ့တရားသဘောတွေကိုဆက်လက်လေ့လာဖို့ဖောက်လုပ်ထားအောင်နော်